ဖြစ်နေ close battle 2 သင်း long range battle မှာစင်းနဲ့ YG ကပါထပ် join လာရောက်4 သင်းဖြစ်သွားပြီရောက်ဝင် granite တလုံးပြီးတော့ထပ်လာရောက်ဝင်တကယ်ကိုကျွန်တော်တို့မြိုင်ဆိုင်မှုရှိတဲ့ battle တွေကိုစတိုက်ကြည့်ရှုခံစားနေရတာဖြစ်ပါတယ်အော်ဟောရောက်ဝင်ပျောက်သွားပြီရောက်ဝင်ဟဲ့နောက်တစ်လုံးရောက်ဝင်နေတွေလာဆိုမြင်မကောင်းဒီနောက်မှာ battle ရဲ့ရှုပ်ရှက်ခတ်နေတာโอเคစင်းနေပြတ်သွားပြီဖြစ်ပါတယ်ဘန်နီရဲ့အစုံသက်ရိုမီယိုပြတ်သွားတာကွာ YG နော် battle ဝင် join တာကွက်တီပဲငပီးကျော် Rush 80အသက်တော်ရှူပါမလားမုတ်တို့လေးထိုင်နေစမုတ်ထဲမှာအာယောမာနခေါပြီးပြစ်တာနော်ယောဟိုနကောမှာဂျီယိုရဲ့ player လေးနှစ်ယောက်အသက်တော်ရှူရလားမသိဘူးစမုတ်လေးထဲမှာငုတ်တို့ထိုင်နေတာမာနဲ့ဗရေဘောခေါပြီးပြစ်တယ်တုံစင်ကြီးနဲ့ဆိုပြလက်ရှိမှာလဲကျွန်တော်ဒါ key point က9မှတ်တိဖမ်းပြီးသွားပြီ TTQ ဆိုလိုကြံတယ်မြန်မာအသစ်2သိန်းပဲကြံတယ်ဗျ OK 214 player လေးစစီသွေးလေးဖြစ်နေကြတဲ့နောက်မှာတော့ baby spicy strategy လေးနဲ့ပဲအံ့မေးထားခဲ့တာဖြစ်ပါတယ်စစီသွေးလေးနဲ့ပဲအသက်ရှင်သွားခဲ့ပြီဖြစ်တဲ့ baby spicy ပြန်ပြီးတော့လဲ first aid တွေထိုးနေခဲ့ပြီအဲ့တော့အသင်းကတော့9သိန်းပဲကြံတယ် YG လေးဒီပွဲကိုကျွန်တော်တို့ winner ချစ်ခဲ့တယ်လားဦးတည်နေခဲ့ပြီလားဆိုတာကတော့စောင့်ကြည့်ခြင်းစရာတော့ကောင်းနေခဲ့ပြီဗျ Oh my god စမိုင်း TTQ ရဲ့ဒါတူတဲ့ဆိုတက်ရှိကျင်းနေတဲ့ player 4ရဲ့ location ကိုတီသွားခဲ့နောက်မှာတော့ Nick Lee နဲ့ပဲအဆုံးသတ်ပေးထားခဲ့တဲ့စမိုင်းအဲ့တော့ YG battery ကိုတော့တောက်လျှောက်တွေဇက်တိုက်တွေပေါ့နော်ဇက်တိုက်တွေကိုကျွန်တော်တို့ဒါ battery ဆိုင်နေတာဖြစ်ပါတယ်အဲ့တော့ rain zone နေတဲ့ sick လောက် okay အော်ရောအရှော့ရှိရနော်ဥပိုင်းနှော့နေရလားမသိဥပိုင်းနှော့သွားလားမသိအရှော့ရှိတယ်ဟာโอเคပြန်တော့ကယ်လို့ရသေးတယ်တာကြီးတို့မာနပွိုင်း position လေးတော့ကျွန်တော်တို့ high ground ဘက်ကိုတော့ရအောင်လို့တော့ယူထားတယ် location သိထားတယ် grenade ကိုတော့မှန်းတော့ပြစ်မယ်ဗျတစ်ဖက်ကလာတဲ့ grenade ကွက်တီဝင်လာမလား okay miss တော့ဖြစ်သွားခဲ့ထိတ်ဆုံးအသင်းရောက်တသိန်းပဲကြံတာရောက်ကျန်တဲ့အသင်းတွေအကုန်ပြောင်းနေပြီကဲအားလုံးပဲကုန်းဝက်လေးမှတ်တာကြီးတို့ဒီပွဲ YG chicken ရနိုင်လားတာကြီးဒီပွဲchicken ရနိုင်လား Okay စေကလောက်ဘာကီလေးနဲ့ပဲကျွန်တော်တို့ပတ်ပြီးတော့ enemy ရဲ့ location လေးကိုလိုက်ပြီးတော့စကောက်နေခဲ့တယ်ရောအမ granite ကွက်တီဝင်သွားခဲ့နောက်မှာတော့ mass player လေးယူနော်သွားခဲ့တယ်လို့စေကလောက်လည်းနော်သွားခဲ့တယ် Romeoကားလေးကာပါလှုပ်ထားရင်းနဲ့ပဲပြန်ပြီး healing လုပ်နေခဲ့တယ်လို့စမိုင်းသူ့ရဲ့ညီလေးစေကလောက်ကိုတော့ save တော့လုပ်ပေးနေခဲ့ပြီဖြစ်ပါတယ် Romeo မှာနဲ့2ယောက်ထဲပဲကားနဲ့ပဲကျွန်တော်တို့တဲ့ပဲ message ရှိနဲ့ location ကိုတော့တက်နိုင်သမျှနီးတဲ့နီးအောင်လို့တော့တိုးတော့ဝင်သွားခဲ့ပြီမင်းနေနဲ့ငါနေဘသူပိုဆွားလဲကြည့်လိုက်ပါရ Oh my god တိုင်နေအနေများနေတော့ open တော့နောက်ကိုပြန်ပတ်တာအေးအနေများနေညီလေးအနေများတယ်စမိုင်းကားနဲ့ပဲတဲ့ပဲ close battle ဖန်တီးဖို့တော့ကြိုးစားနေပြီစမိုင်းတက်ပြီးတော့ pressure ပေးဖို့ကြိုးစားနေခဲ့နောက်မှာတော့ mask player လေးဆက်စီသွေးလေးဖြစ်နေခဲ့နောက်မှာအေးလေးကတ်လွဲနေတယ်ရောက်ဝေးအေးလေးအနှဲငယ်လေးလွဲသွားတယ်ကွာဟိုကောင်ရှောတော့မှာရော့အမမတ်တော့သွားမင်းလားခွေးမျိုးအမမနှောဘူးအော်ရဟိုကောင် position ကောင်းတယ်နောက်ကနေအိမ်မောနေထောက်လာတာဟိုကောင်နေသူတို့ရဲ့လုံးဝ position နေအောင်ဆွဲခေါ်နေတာသိလား YG ကိုဆွဲခေါ်နေတာဟိုကောင်နောက်ကနေအိမ်မောနေထောက်ပေးနေတာသိလားကောင်းနေရောက်ရေးစမိုင်းရောက် rush ကြီးဆောင်းရဲတယ်ကွာငါလက်ခွန်းထဲမှာသေသွားပြီအောင်စမိုင်းကသေပြီးအောင်ထင်တာမသေပါဘူးကန်ကောင်းတယ်ဟိုကောင်တွေကလဲတယ်သိလားဟိုကောင်တွေကလဲတယ်ဒီကောင်တွေဘတ်တယ်တာမဲ့နေအောင်ရွေးခေါ်တာ YG တွေကို YG တွေကလည်းတကယ်အဲ့ဘတ်တယ်တော့ဝင်ချသွားဟိုကောင်နောက်ကနေအိမ်မောထောက်တာလုံးဝ share ထောက်တာနောက်ကနေအားရထပ်ပြီးတော့ rush ပြန်ပြီးအောင်အေးဟုတ်ပြီလို့ကွာတီးမဲ့ဆိုလဲတကယ်တီးအဲ့လိုတီးရအောင်ကြိုက်တယ်သဘောကျတယ်အေးဟုတ်ပြီ
ဟုတ်ပြီရိုမီယိုအတင်းပဲတကယ်ကို YG အနေနဲ့ aggressive ဆန်ဆန်ပဲတိုးနေတာဖြစ်ပါရှော့အမနားတယ်ကိုကြီးတားရိုမင်းတို့လာအောင်မင်းတို့စောင့်နေတာအေးမလာနဲ့တော့ရပြီငါတယောက်တည်းနဲ့ရတယ်ကဲ YouTube ကကြည့်ရှုအားပေးနေတဲ့ဘော်ရာများ subscribe မလုပ်သေး subscribe လေး like and follow လေးလုပ်ပေးကြပါကြောနော်လုပ်ပေးကြပါဦးနော် reaction လေးနှိပ်ပြီးမမေ့နဲ့ပွဲတန်ဖို့အမြင့်ဆုံးနေထားရောက်ရှိနေခဲ့တဲ့နောက်မှာတော့ထိတ်ဆုံးကဥဆောင်နေခဲ့တဲ့ YG ကျွန်တော်တာလက်ရှိချိန်ဒီ top 3D ကိုပါလာခဲ့ပြီးအဲ့တော့ကားနဲ့ဖြတ်မောင်းဖို့ကြိုးစားနေခဲ့တဲ့ဇင်းလေးကိုတော့ S69 က player အနေနဲ့ကားပေါ်နဲ့ပြစ်ချဖို့တော့ကြိုးစားနေခဲ့တဲ့မြင်ကွင်းလေးကိုတွေ့မြင်ထားတာဖြစ်ပါတယ်ပြောနေအတွင်းမှာပဲဇင်းနော်သွားခဲ့ပြီးနောက်ကနေCoca-Cola for 3 တိုင်းနဲ့ပဲကျွန်တော်တို့ဒါစကားနဲ့ပဲလှမ်းတော့ကြည့်ပေးတာပဲဗျဒါပေမဲ့အစင်တော့မပြေသွားဘူး position ရကြည့်မယ်ဆိုရင်တော့ S69 နေတာတယ်အဲ့တော့ဒီနှစ်သင်းဘတ်တယ် face to face မဲပြီးဘတ်တယ်ဆိုင်နေတဲ့အချိန်မှာ YG အနေနဲ့ကတော့ a little attention ကတော့ကတ်လွတ်နေတယ်ပြစ်တန်နေကြားရစီကိုတော့စိတ်ကလောက်ရှည်သွားနေတယ်ပဲတဲ့ပဲ postman အနေနဲ့အဲ့ high ground နေစကွတ်တွေထည့်ပြလို့ရပြီနော်ကျွန်တော်ပြောတယ် face to face အနေထားမှာကျွန်တော်တို့ဒါ S69 နေရှေ့ကိုပဲမဲနေတဲ့အချိန်မှာနောက်ကနေကျွန်တော်တို့ YG တွေ push လာခဲ့ပြီး grenade တစ်လုံးမှန်တိုင်းနဲ့ပဲထိုကီနော်သွားခဲ့ပြီးနောက်တဲ့ player တယောက်ကထပ်ပြီးနော်သွားမလားဆက်စီသွေးလေးဖြစ်နေခဲ့တဲ့ I am low ရန်လိုက်ရပြီ okay စမိုင်းရောင်ကြီးပြက်ပြီအော်ကောင်းလိုက်တာကွာကြီးပါလို့သေးလေဝင်ချေကတင်တာပါရှင် YG တွေကျွန်တော်တို့ကထထိုက်တနံပဲကေးပွက်အများကြီးနဲ့ပဲထပ်မံရရှိသွားခဲ့ပြီဖြစ်ပါတယ်ကျွန်တော်အစောပိုင်းကာလမှာသုံးသက်ပြခဲ့သလိုပဲ S69 အင်မတန်ကျွန်တော်တို့ဒါနည်းနည်းလေး experience နဲ့အရန်နှုတ်တယ်လို့ပြောလို့ရတယ်ဟုတ်ဆို YG တသိန်းကြံနေတာတိတိကြီးနဲ့ရှေ့က enemy ပဲဒီကောင်းနဲ့အရန်မဲနေတာပြီးတော့ point လည်းထပ်နေတာ S69 က player တွေ point တနေရာထဲမှာ player 4ယောက်လုံးပြုံပြီးထပ်နေတာကြီးကအမှားကြီးပဲဗျာသိလားကြောင်တွေမှားတာပါလဲဆိုရှေ့က enemy ကိုပဲသူတို့အသေးအတန်နေမဲနေတယ်အပြင်တနေရာထဲမှာ player 4ယောက်ပြုံနေတာအဲ့ဒီအချိန်မှာ YG ကတဲ့ပဲကားနဲ့ push သွားတယ်တောင်ကရုံးလေးမှာ position ယူလိုက်တယ်အဲ့မှာ S69 ဘာမှလုပ်လို့မရတော့သိရမလားတစ်လေရော